โอเคကျွန်တော်တပည့်ကျော်ဒါနည်းနည်းလောပြီးတော့ရှန်သွားပုံရပါတယ်ဒီမှာโอเคဒီဆိုင်ငယ်ကတော့နော်နံပါတ်၄နဲ့စီးနေရနေခရီးကိုပြုတ်သွားတယ်နောက်တစ်ချက်ရှိုံနေတော့ဝမ်းဝင်သွားတယ်ဒါအခုကျွန်တော်နမူနာလုပ်ပြတာမြင်မယ်လို့ထင်ပါတယ်ကျွန်တော်စီးရင်းနဲ့မဟုတ်ဘူးဒါအလွတ်လောက်တာဥမာဒီမှာ crown ဆိုပြီးဖြစ်သွားတယ်စီးရင်းနဲ့ဆိုရင်ဒါအနေများတဲ့အခြေအနေပါနော်ဟုတ်ပြီဒီဆိုင်ငယ်ကကျွန်တော်ဆိုင်ကဒါတပည့်ကျော်တယောက်ဒါအရင်လောက်ထားတာဘာရတာကြောင့်အခုလိုပြုတ်သွားလဲဆိုတော့ကျွန်တော်ပြန်ပြီးတော့စစ်ဆေးကြည့်ပါမယ်လောလောဆယ်တော့သူကအချက်တိုင်းပြုတ်နေတယ်လောလောဆယ်ဒီမှာပြောပြ1ထုတ်လိုက်မယ်နောက်ကလွတ်တာကျွန်တော်ဒီမှာဒိန်းလည်နေတယ်2 3 4ဒိန်းလည်နေတယ်3ပြုတ်သွားပါနော်နောက်တစ်ချက်တွင်1ဝင်ပါတယ်အဲ့လိုဖြစ်သွားပါတယ်1ဝင်တဲ့အချိန်ကျွန်တော်ကများနေတဲ့ share နဲ့နည်းနေကြအောင်ပြန်ပြီးတော့အချိန်နေတဲ့ကြအောင်ပြန်ချိတ်သွားတဲ့အချိန်မှာအနေများပါတယ်စီးနေတယ်ဆိုပို့ဆိုးတာပေါ့ဗျာအခုကျွန်တော်ဒါလွတ်နေရက်နေနေမှာဒီလိုဖြစ်တာပေါ့နော်ဟုတ်ပြီဒါကပြည့်ချက်ကတော့ကျွန်တော်ဒါပြန်ပြီးတော့ဒီတိုင်းတော့ပိုင်ရှင်တို့ပြီးလို့မရတာကိုဖြုတ်ပြီးတော့စစ်ဆေးရမယ်လောလောဆယ်ဒါကျွန်တော်အပြင်ကနေတွေ့တဲ့နေထားကိုကျွန်တော်ဒါပြပေးတာဖြစ်တယ်အရင်ကတော့ကျွန်တော်လှုပ်ထားတဲ့ဟာပဲဒီထီးလဲကျွန်တော်ဒါအားလုံးတော့စစ်ဆေးပြီးတော့ဆေးကြောပြီးတော့သူလုံးထားတယ်လို့ပြောတယ်ဒါပေမဲ့ဒါဘယ်လိုပဲဖြစ် error ရှိလို့ဒီပြည့်ချက်ဖြစ်နေနေတာဖြစ်တယ်အဲ့တော့မိတ်ဆွေညီကိုများရဲ့အမြင်လေးကိုလည်း comment ကိုဝင်ရောက်ဆွေးနွေးပြပါဦးကျွန်တော်ဒါပြန်ဖြုတ်ပြီးရင်လည်းဗာပြည့်ချက်ဆိုတာထပ်ပြီးတော့ဗီဒီယိုထပ်ပြီးတော့လုပ်ပေးပါမယ်နော်ဒါကတော့ခုလောဆယ်ဂီယာပြုတ်နေတဲ့အနေထားပေါ့ဗျာနော်ကျန်တာအကုန်ကောင်းပြီအဲ့ဂီယာပြုတ်နေတာဒါပေမဲ့လည်းကျွန်တော်တို့ဒါနောက်တစ်ခေါက်ပြန်ပြီးတော့ခွဲစိတ်ရပါလိမ့်မယ်ဘယ်လိုမြင်ပါလဲခွဲစိတ်ရမယ်လို့ထင်ပါသလားโอเคကျွန်တော်တပည့်ကျော်ဒါနည်းနည်းလောပြီးတော့ရှန်သွားပုံရပါတယ်ဒီမှာယောဂါကိုကျွန်တော်ပြည့်ချက်ကိုပြပေးမယ်နော်မှန်တကယ်ကဒီမှာကြည့်ပါကျွန်တော်တို့ဒါဂီယာထောက်ကဒီမှာထောက်ရမှာမဟုတ်ဘူးမှန်တကယ်ကကျွန်တော်တို့ကဒီဘက်ကနေလာထောက်ရမှာလေဒီဘက်ပေါ့နော်ဒီဘက်ကနေလာပြီးထောက်ရမှာဖြစ်တယ်ဒါကတော့မိတ်ဆွေညီကိုတို့ကတီးပြီးသားဖြစ်ပါလိမ့်မယ်တခါလေကျွန်တော်လောတဲ့ခါမှာဒါအမာယွင်းလေးတွေရှန်တာလေးဖြစ်တတ်ပါနော်လောတာမှန်တကယ်ဒီမှာထောက်မှသာလေကျွန်တော်ဒီမှာဂီယာနံပါတ်၄ဆိုဟာဒီမှာလာလိမ့်မယ်အဲ့တော့ဒီမှာဂျာလေးကွန်ထရိုလာလေးလဲလိုက်မယ်โอเคဒီမှာဂီယာနံပါတ်၄မှာကွန်ထရိုလာလေးဒီလိုလာလိမ့်မယ်ဒီလိုလေးထောက်နေမယ်ဒီလိုလေးထောက်နေရင်ကျွန်တော်တို့ဒါကွန်ထရိုလာကွာဒီကိုထောက်နေရဖြစ်ကွန်ထရိုလာကိုလန့်ထောက်နေရဖြစ်တဲ့အတွက်ဒီမှာဖြုတ်လို့မရတော့ဘူးဂီယာဖြုတ်လို့မရတော့ဘူးခုနကတော့ဒါကျွန်တော်တို့ဒါလိုအပ်ချက်လေးကိုတော့ဒါဒီတပည့်ချုပ်လေကိုယ်တိုင်ပြန်စဉ်းစားပါကျွန်တော်အဖြေမပြောခင်မှာသူ့ကိုရှာခိုင်းတယ်တွေ့သွားပါတယ်သူကြည့်ပြီးတော့ပါတကယ်တမ်းထောက်မဲ့ဒီဘက်လွဲပြီးတော့မှမထောက်နိုင်တော့ဂီယာပြုတ်သွားခြင်းဖြစ်ပါတယ်တချို့ကျော်လည်းကျွန်တော်နောက်ဆက်တွဲလေးရှင်းပြပြီးပါနော်တချို့ကျော်တော့လည်းကျွန်တော်ကြီးဒါလေးကန်ဒါလေးကန်တချို့ကျော်လည်းဒီမှာမှန်ပါလေးနဲ့ပြုတ်တဲ့ခါပြုတ်တယ်မပြုတ်တဲ့ခါမပြုတ်ဘူးဆိုတာလည်းရှေ့ပါသေးတယ်နော်တစ်ခါတော့ရတယ်တစ်ခါပြုတ်နေရမျိုးပေါ့နော်အဲ့ဒါကဘာကြောင့်လဲဆိုတော့ဒီမှာဒီစပလိန်လို့တော့ပြောလို့မရဘူးပေါ့ဒီကွာလေးပေါ့နော်ဒီကွာလေးပေါ့ဒီကွာလေးကကိုတို့ဒီမှာတစ်ချက်ပြပေးမယ်အခုကဘယ်လိုလဲဆိုတော့ဒီပင်နေမှာကိုတို့ဒီမှာကုတ်ထားတာဟုတ်ကုတ်တာဒီမှာကြည့်မယ်ဆိုရင်စီစီလေးပေါ့ဒီမှာတွေ့လားစီးရမလားစီစီလေးဒီကောင်လေးကုတ်အားရော့နေရင်လည်းတခါတလေဖြစ်တတ်တယ်ဘယ်လိုဖြစ်လဲဆိုတော့ထောက်တဲ့ခါလဲထောက်မပြုတ်ဘူးပေါ့နော်တခါကြောက်လဲပြုတ်ရင်ပြုတ်နေပြန်ရောမမှန်တာပေါ့နော်ဒီကောင်လေးဒီလိုကြီးချောင်ကြီးအရန်ချောင်တာမျိုးဆိုမရဘူးဒီမှာတော့စီစီလေးကုတ်အားရှိနေပေါ့နော်ဒီမှာကိုဖြုတ်ပြမယ်ဖြုတ်လိုက်ရင်တော့ तू ကဒါအပေါက်ချင်းချင်းလေးတွေ့ရလိမ့်မယ်ကုတ်ပင်နေပေါ်မှာကုတ်နေမှသာလေအလုပ်ဖြစ်မှာပင်နေကိုမကုတ်ထားဘူးဆိုရင်အလုပ်မဖြစ်တာဘူးဘိုးတို့ချုပ်မှုပါဒီမှာဆိုအပေါက်ကချင်းချင်းလေးဖြစ်သွားတယ်နော်ဒါဆိုပင်နေရဲ့အပေါက်နဲ့ကြည့်လိုက်နော်ကုတ်အားရှိရင်အကယ်၍ဒါကြီးကကြဲကြဲကြီးဖြစ်နေဒီမှာထည့်လိုက်ရင်တိတ်ပြီးတော့ဘာမှလုပ်ချင်မှာမဟုတ်တာရထည့်လိုက်ရုံပဲပေါ့လေးဆိုရင်ဖြစ်တတ်သေးဟုတ်နော်ဒါဆိုတော့ကျွန်တော်ရဲ့ဒါခုနကပထမဗီဒီယိုကြည့်တဲ့မိတ်ဆွေဒါတစ်ပတ်တစ်ဆက်တည်းတင်ပေးလိုက်ပါနော်ခုနကကျွန်တော်ရှေ့မှာရိုက်ထားတဲ့ဗီဒီယိုနဲ့စာရင်ဒါလေးကိုအတွေ့အကြုံရမယ်ဆိုတော့ထင်ပါတယ်နော်ဒါလေးကကျွန်တော်ဒီမှာကြက်ကြက်လေးဝင်ရမယ်ဒါမှသာလေကျွန်တော်တို့ဒါပုံမှန်ဂီယာအဆင်ပြေမှာအကယ်၍အဲ့ကောင်လေးဒီမှာခြောင်နေရင်လေခုနကမျိုးဂီယာပြုတ်တာတွေဖြစ်တတ်ပါသေးတယ်အခုဟာတော့ကျွန်တော်တို့ဒါပက်မားပြီးတော့မှဂီယာပြုတ်သွားတဲ့ဘောပေါ့နော်ဟုတ်ကဲ့ပါဒါဆိုတော့မိတ်ဆွေညီကိုတဲ့အကျိုးရှိမှာထင်ပါနော်ကျေးဇူးပါ